ကျက်တရသီးတစ်နက်ကတော့လေကျက်တရသီးတွေအားလုံးတရသီးအသားတွေအားလုံးကပျော်ပြီးအနှစ်ဖြစ်သွားပါပြီနော်ကျက်တရသီးတစ်နက်လေးပါကျွန်တော်တို့နော်ကဲဒီဘက်မှာကဲအရန်စားကောင်းမဲ့ကျက်တရသီးတစ်နက်လေးရပါပြီနော်စစ်ကြိုးကောက်တဲ့ကစစ်ကြိုးကောက်အနက်လေးထွက်သွားအောင်ကျွန်တော်တို့ကကြော်လိုက်ပြီနော်စစ်ကြိုးကောက်ကြော်ပါပြီကဲဒါလေးကတော့ကျက်တရသီးတစ်နက်လေးပါကျက်တရသီးတစ်နက်ထည့်ပါပြီကဲအမွှေးဆောင်ပါတယ်မီးရမ်းပြင်းတယ်နော်ဦးထဲတာမြန်လိုက်တာမထင်နဲ့မီးရမ်းပြင်းတယ်ဝမ်းဝမ်းစုနေတာခက်ပြီကျင်းဘယ်လောက်စုလဲဆိုတာမှတက်လားစီဘယ်လောက်ပြင်းလဲဆိုတာကြည့်ကဲကဲလာပြီကျက်သွန်ပါကျက်သွန်လေးဟိုဘက်ကငဖယ်ချက်ထားတာနော်ကဲစနင်းမုံလေးထည့်ပြီငရုတ်သီးမုံအဲ့လိုလောင်းထည့်တယ်ဗျာအချိန်နဲ့တော့ရှိတာပေါ့တပိတ်တာလောက်ပဲရှိပါနော်ဟုတ်ကဲ့ကဲဒါလေးကိုစီလေးနည်းနည်းထည့်ခြင်းတယ်စီလေးနဲ့ထည့်နော်ကျွန်တော်စီလေးနည်းနည်းလိုချင်ပါသေးတယ်ဟိုဘက်ကိုခတ်ထည့်လိုက်နော်ဒီမှာပါကဲထည့်လိုက်စီလေးနည်းနည်းထည့်ပါဒီနေ့ငပြိုင်လုံးဝမသုံးပါဘူးနော်ကဲစီလေးနည်းနည်းထည့်ပါလေရပါပြီကဲလာပြီစီတက်ထားတဲ့စီတက်လေးဒီဘက်မှာသုံးလောက်ထည့်လိုက်ဟောချမောင်ရင်းအတွက်ပါနော်ချမောင်ရင်းဒါဥစ္စာလေးအတွက်ကိုသုံးလောက်ထည့်ပါတယ်ကဲစီလေးနည်းနည်းခတ်တယ်နော်ကဲရပြီစက်သားမထည့်ဘူးတရသီးပဲဒီမှာတရသီးကြောင့်အသားကြီးပဲနော်ကျွန်တော်တို့ဥစ္စာပဲနွယ်ကုန်းကလှူထားတဲ့တရသီးကြောင့်နော်ဟုတ်ကဲ့ပါတရသီးကြောင့်နည်းနည်းလေးထည့်ဦးတရသီးကြောင့်ကဲရေလေးပေးရေလေးတစ်ပုံးတော့ပေးဟုတ်ကဲ့ခုနစိတ်ထားမယ်ဆိုလားနေတယ်ဒါကတော့နန်းနန်းစီးနဲ့ဥစ္စာကိုပဲနဲ့သားကိုကြိတ်ထားတာအနှစ်ပါနော်ကဲကျက်သီးကြောင့်နည်းနည်းစိတ်ပေးကျက်သီးကြောင့်နည်းနည်းနဲတယ်ထင်လို့ထပ်စိတ်လိုက်အောင်မယ်နော်ဟိုငါပဲနဲ့သားနည်းနည်းပေးတယ်ကြောက်လေးကိုနူးအောင်ထပ်ထည့်ပါနော်ကျွန်တော်တို့မချင်ပါဘူးနော်မချင်ပါဘူးကဲဒါထည့်တော့အကုန်လုံးရှင်နေလို့ထင်မှာကြောက်လို့စီပြန်တန်ဃာတွေကြောက်တာစီပြန်မှာကဲထည့်ပြီတန်ဃာတွေကစီပြန်ကြောက်ပါတယ်ဤတာကိုသူတို့လည်းစာဝါတွေလိုက်နေရတော့လေအေးပြက်တာနဲ့အိတ်ချင်မူးလူနဲ့ဟိုဥစားပေါ့နော်နွမ်းတာနဲ့ချင်းချင်းလေးခုနဂွင်းလိုက်ပါတယ်ကဲဒါတွေကချင်းပြုံးပြုံးလေးနဲ့စက်သားတွေကိုအချင်းဝင်သွားမဲ့စက်တရသီးနဲ့လေးပါကဲထည့်ပြီနော်စက်သားအချိန်ဘယ်လောက်လဲ80ကျော်တယ်နော်စက်အချိန်80ကျော်ပါတယ်ကဦးလားလို့နော်85လောက်ဖြစ်မယ်စက်အချိန်85လောက်ဖြစ်ပါမယ်ကဲအယောင်ဆင်းကိုကြည့်လိုက်ပါဦးစက်တရသီးနဲ့လေးပါနော်အမေကထားလိုက်ရပြီပြီးတက်လိုက်တော့ကဲအနေထားရစက်သားကအချိန်80ကျော်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့က
နှစ်အိုးခွဲလိုက်ပါတယ်ခုနတော့တခါတည်းအရသာတူအောင်လုံးတက်လိုက်ပြီးတော့ခုနှစ်အိုးခွဲပြီးတော့ကဲကျွန်တော်တို့နှက်ပါပြီဒါရှိလေးအပေါ့ငံဘာမှမထည့်ဘူးနော်ကျွန်တော်တို့ဒီဘက်မှာခုဘာထည့်လဲဆိုတော့ဒါရှိလေးပဲထည့်ပါတယ်ပထမစားနေကျွန်တော်တို့ဒါရှိနဲ့နေပြီးသားပါစက်သားနှက်ထားတာကဲဒါလေးဒီဘက်မှာတစ်ခုဒီဘက်ဟင်းလေးကပိုရနေပြီနော်စီလေးပြန်လာပြီဒီဘက်ဟင်းလေးကစီလေးပြန်လာပါပြီဟိုဘက်ပဲစီပြန်ဖို့လိုပါတော့တယ်နော်ဟုတ်ကဲ့ပါကဲတရသီးတွေကဒီပျော်ကွဲပြီးတော့ဒီအနှစ်ဖြစ်သွားပြီနော်စားလိုက်ရင်ဒီအဲ့အနှစ်ကတရသီးတနက်အနှစ်ရတာကိုရပါပြီကျွန်တော်တို့အဲ့ဒီအနှစ်ရတာအတွက်ကိုကျွန်တော်တို့ကဘာသုံးထားတာလဲဆိုရင်ကျွန်တော်တို့ကဒီဘိုးကောက်လည်းသုံးတယ်ကျွန်တော်တို့နန်းစီနဲ့ကျွန်တော်တို့နန်းစီနဲ့ပဲနဲ့တာကိုလည်းသုံးပါတယ်နော်ပြောမှစကားပြောမထုတ်ခဲ့ကဲသသားရှယ်ပါလို့ကျက်တရသီးတစ်နက်ကတော့လေကျက်တရသီးတွေအားလုံးတရသီးအသားတွေအားလုံးကပျော်ပြီးအနှစ်ဖြစ်သွားပါပြီနော်ကျက်တရသီးတစ်နက်လေးပါကျွန်တော်တို့နော်ကဲဒီဘက်မှာကဲအရန်စားကောင်းမဲ့ကျက်တရသီးတစ်နက်လေးရပါပြီနော်နှစ်ပါလေကိုရပြီမီးလေးလျှော့နှက်လိုက်ပြီးပြီမင်းတို့